မင်္ဂလာပါမနေ့ကတော့အရန်လှုပ်ရှုပ်ပြီးတော့မရိုက်ဖြစ်ဘူးပြောရမယ်ရိုက်မှရမယ်မနေ့ကအနားယူထားမနေ့အနားယူထားဒီနေ့ရိုက်မှရဒီနေ့ fashion လေးပြလိုက်ပါသူကmy staff fashion လေးဝတ်ခွင့်ပြုပါတယ်ပေါ့ခွင့်ပြုတက်ရမှာဝတ်တာနော် my staff ပေါ့သူနေရာနဲ့သူပေါ့သူနေရာနဲ့သူပေါ့နော်ဒါကလည်းဒီရောက်နေတဲ့နေရာကလည်းကော့တောင်းပြီးမှကျုံးနေနဲ့လှပတဲ့ဒါမျိုးဖြစ်တဲ့အတွက်ပေါ့နော်ကျုံးနေလဲဆိုတော့လှကျုံးဆိုတာအဲ့လိုမျိုးလေးပေါ့နော်ဒီ cement suit vibe လေးတွေဝတ်နေတာ fashion ကိုကြားတယ်ပေါ့နော်အဲ့ဒါကြောင့်ဒီကကျုံးလာရှိတဲ့မျိုးရောက်နေလို့ဒီလေးတော့ဝတ်ဖြစ်တယ်ပေါ့နော်လာရှင်း breakfast စားမယ်ဒါကတော့ဒီချိန်ဘာမှသိမရှိတော့ဘူးအများလည်းမစားနိုင်ဘူးနေရာလူလည်းတစ်ထည့်အရန်တော့ကောင်းကြွတော့အားနာအစပြရလေးနဲ့နည်းနည်းအလေးတက်စားရတော့မယ်နော်ကော်ဖီလေးပါလေးတောက်ပေါ့ဒီနေ့သမင်းကျော်ရင်ပြည့်လို့မစားတော့ကြာစံကျော်မစားမလဲထိုက်ကရွက်စံကျော်ဒီရွက်တော့မဆိုးဘူး sorry who is the best ရွက်ကျော်ရှိမယ်ဒါဆံပြုတ်ပဲဆံပြုတ်မတော်အော်တက်တယ်မဟိုလေးပဲတက်ပြီဘေးကွန်လေးလားဘေးကွန်လေးနဲ့ကော်ဖီလေးပဲတောက်တာနော်ครับညမ်းကုန်မတယ်ငါးခုလိုက်တော့ဒီမှာလည်းစားငါးခုဒါလေးကဖာဒါလေးကတော့ဒါလေးရှိတယ်လို့ချင်တယ်ပြန်ထက်တာဒါမှကြိုက်တယ်ငငယ်လေးနဲ့မဟုတ်ဘူးရပြီတယောက်စားပြီးမှတော့ပြီမထပ်ပြီးဘာမှထပ်ပြီးတော့ဘူးမဟုတ်ချားရမစားကြတော့ဒါပဲတယောက်စားမှတူတူတော့ပြီတပကံပဲနော် soft ကရပြီမရောနဲ့လေဟုတ်လားဒါဆက်လက်ပြီးမှလိုက်ပါမယ်ဟောဒါလေးကောင်းတယ်မဒါကောင်းချင်းနဲ့လေဟိုကပေါ့ပူတင်းအပေါ်ကဟိုကတင်တယ်တည့်ရည်ပူတင်းလားကျုပ်ပူတင်းလားမသိဘူးတော်တော်စားလို့ကောင်းတယ်ကောင်းချင်းနဲ့ယူရီယာစတိုင်ဒါပဲဟင်ပလတ်တာစီတမဲရှိအောင်ကြည့်တာမန်ကြီးတော့ဘူးတီကျော်ဒါကျွန်တော်အုံနှုတ်ခောက်ဆွဲဒီနေ့အုံနှုတ်ခောက်ဆွဲဖြစ်ပါတယ်ဒါဒီနေ့မနေ့အစားဖြစ်တဲ့ဟာလေးပါဂရေဟောနော်ဂရေဆက်တာပြန်ပေါ်နေတာအခုကမနေ့ပိုင်းဆိုပြီးတော့ကျွန်တော်နားတဲ့အချိန်လေးပေါ့ချောင်းလို့ဆိုနေတောက်တော့များလို့တောက်တော့ငါတောက်တာလေရေတောက်ပြီးတော့အမ6စုအမော်ပြားဟုတ်ပြီရေတွေပါရေခဲတွေနဲ့လဲတောက်တာလေကြားနေ kiss နေပူတော့ you kiss မစနာမယ်မင်းဘာနဲ့ဆက်လိုက်ဆက်ရိုက်ပြပြီမယ်နော် you kiss နဲ့ဆမ်းမယ် you kiss ငါယူတယ်နေအောင်လေဖက်နေကြီးနဲ့ဘလို့လုံနေလားမရတော့ဘူးမရတော့ဘူးတော့ဟုတ်ဟုတ်ဒီဘက်ရှုပ်နေတယ်ရတယ်ရွှေ့ခဲ့မယ်ရွှေ့ပေးပါပေါ့ဖေးရဖေးရတယ်ခါလာပြလာချစ်ကလေး organic new taste ကိုယ်ညီရဒါပဲမကိုကြီးမချစ်တော့စစ်တော့ပြီလားတော့တယ်ဟိုက်တင်းရတယ်မပါဘူး sorry စစ်ချေကောဒါဒီအစားသားဒါလည်းကြိုက်လားမကြိုက်လားငါကြိုက်တာလေညနေကျမှပဲတောက်
စားပြီးတောက်ပြီး ဟာတော့ပြီးပိုက်လေးအဲ့ချင်း မျက်လုံးတွေလေး လုံးနေတကယ်လေး ပိုက်လေးမျက်လုံးလေး 3 နိုင်ပြသွားမှာအခု1နိုင်ပဲချိန်ရဖျားချုပ်လိုက်ပါဦး နားမယ်အေးလေချီးစလက်ဆက်နေခဏလေး15မိနစ်လောက် အဲ့ပြောပါအဲ့နေကြလဲခေါင်းကမှာဆိုအိမ်မှာမော့ဟာ အိတ်လိုက်ပို့နှုံး ဟဲ့တယ်လုံးနေရမှာရှေ့ဘယ်တဲ့လေးလို့လဲဟာအေးလေ ဒီချိန်လေးကလာနော် ဟာပါနားရ ခန်းဆင်းပေးတာ ညဟိုနောက်ကိုစကနောက်ကြတော့ အခန်းဆင်းပေးတာတယ်ဟောဖို့ယူသွားရလားမသိ ဒီပါပေါ့ ယူခိုင်းမှယူမယ်တင်တယ် ဒီပါလေ ဒါဒီဘက်ဆိုရင်ပင်လေဒီဘက်ဆိုရင်ကျွန်တော်တို့အခန်းကွက်တိ ဘာစီပြွားကြတော်နိုင်နေရမှာအပူပြောင်းဒါတကယ်အဖြစ်ပြောဟာဒီအတွက်လို့ပဲစစ်စရာ လာတယ် နော် လာလို့မအောင်ခေါ်လာတာ တကယ်နိုင်နေရလေ မဟုတ်လက်ဆက်ခွက်တောင်မို့ဒီတရားလေးပေါ်မှာခေါ်လာ ဟုတ်လားအော်သားလေးတယောက်မလို့ထုတ်ကြတော့သားလေးတယောက်တောင်းလို့ထုတ်ကြတော့ဒီလုံးကြီးကမှားတော့ခွာနေကျမချတာပါလေကောင်းလိုက်တာ ဒီနေ့ကတော့ကျွန်တော်တို့2ယောက်တည်းအစိုးရရောက်နေရပေါ့ ဒီကျေးတယ်မှာမမြတာလည်းမရှိတော့ဘယ်တော့စပယ်ရှယ်ဘူးလဲမစမ်းတယ် ဒါဒီညဟိုဒင်နာဘူဖေးရှိရယ် ငါမရှိ အဲ့တော့ပြင်ဆင်တာ ပြောအခွင့်လုံးရမှာကွနည်း ဟို project တိုင်းဘာလို့မလုပ်တည်ထားတာ ရှင်းဆုံးလား ညညဖေးဆုံးလို့တယ် ညကြိုင်မအောင်ဘူးอ่ะမင်းဘာတောင်းမှုလဲ ဘာစားလဲဆိုပြင်ရိုက်ပြမယ်နော်ဒါဟိုတယ်ရဲ့ဒီလိုလေ ဒီကရလာအဲ့လိုဆိုတော့ ကျွန်တော်ဒီဘက်ဆိုဒီလို view ကဒီလိုပဲ အဲ့လိုပြရင်မဟုတ်မှောင်လား မမမလေး လူပါမမှောင်တော့ညလို့လာနော်လူပိုင်တော့မှောင် ပါတယ် တမန်ကမစောတော့နော်ဒါ dress တော့အော်ဘဲသားနေကောင်းလိုက်တာစားမဘဲသားဒီလိုတဲ့ဘဲသားဟင်းလေဘဲကင်ဟောစားမလားနဲ့ ငါမထင်တဲ့အကုန်မ နှစ်တော့လောက်ပဲထည့်မယ်နော်ဒါလေးထည့်လိုက်နှစ်တော့ကောင်းလိုက်တာမဆလာဆောလေမဆလာဆောအကျန်း very good ထိုင်းစတိုင်ဝတ်သားချက်စားမလားသမီးနဲ့စားကြမွေးနော်စားရ စားတယ် ဟာလာနော်seafood ရနေတိုင်းစားနေတော့တော်ပြီနော်မဒါက vegetable ကို mix လုပ်ပြီးကြော်ထားတာဒါရွက်တွေကနေတိုင်းနေပါလေရင်းနေနေပြီခေါ်တော့လို့ဟိုပလက်လိုက်တော့ရွက်တွေပလက်ပြီဒါလည်းအရွက်တွေပဲဒါကောင်းနေကြိုက်လဲစားမလားအရွက် ကျန် လေး လိုက်ကောင်း ဒီ is ကိုင်းလဲကြိုက်တယ် I like this ကောင်းတယ်ဒါလေးကကျွန်မအလေးတက်ဖွာတယ်ကျွန်မကြိုက်ဆုံးပဲโอเคနော်ဒါပဲခေါင်းလည်းမစားဒါပဲစားမှာကျန်တာမစားမစုံလည်းမစားကြဘူးအိတ်တော့မရှိဘူးဟာစီးဖို့ချင်ရတယ်စီးဖို့ ပြီး ချင် မှလည်းပြီးမှတောင်းလိုက်ပြီးမှ အဲ့ဒါယူမယ်လေပြကြမှာယူ ဒါအချုပ်ပဲ ဒီပြင်းသွားတယ်ပေါ့ဘာလို့ဆိုတော့ပွားရတယ်မှာ ဒါအချုပ်ပဲမြေကြီးကကောင်းတယ်အဲ့ဒါပြင်းဟာရန်ကောင်းစားနေလည်းပေါ့ ဒီမှာမဖွာလာဒီမှာတမန်လေး ဟမ်အဖွာဦးအရင် thank you ရဖွာတက်ကြော်လည်းအများကြီးစားလိုက်ပါတော့မတော့ဒါကစိတ်ကိုလျှော့တာဘာမှဖွာအကြော်စား ပြီးမှစားဒါစီဘူးတော့လေ
ဒါချက်ပွင့်တော့လေဟုတ်လား နော်မလားစီဖူစားလိုက်ရောလားဟမ် ဒီနေ့ question မပြရတယ်လို့ အော်ဟုတ်တယ်ဟိုအရန်လာနေတယ်တကယ်တခြားမရိုက်ကောင် တခြားရိတ်တာပါရိတ်တာပါ ဟုတ်ရိုက်ပြီးလိုက်တော့စားတော့မှာ တခြားရိတ်တာပါလေ ဒါငါပြစ်ချက်ပဲအရန်ကောင်းတယ်နီးကြည့်အောင်မဒီကော့တောင်းငါပြစ်ချက်ဆိုတော့ဒီအိုင်းကိုစားကြည့်အောင် တူစီ စီဖူချင်တယ်ဘာလို့ရိုက်ဆန်းစားလဲ ဒါတော့မှားလာတဲ့ဟာလေးအသားတူအောင်လို့အသားစား ဟာကောင်းတာဟင်းလို့ ကြိုက် ရှင်းကောင်းအဲ့လိုဒီဟင်းလေးကတော့ကောင်းမှမြည်ကြည့်လို့ပြော อืม ဟိုကလေ တရားအလုံးကောင်းပါ တကယ်ကောင်းတယ်ဒီတရခရီးဟိုတယ်ကတကယ်ကောင်းပါလေဟောတကယ်ကောင်းလို့တင်တာတကယ်ကောင်းဒီလိုဆိုရင်ရတယ်ရောက်နေဆိုတော့ပြရပြမှာအဲ့ရလို့ဖုန်းကမေးအောင်မလို့လည်း